ကျမတို့တွေခုနကတော့ daily lesson plan လေးပေါ့နော်1 to day 1ကနေ day 20အထိကိုနှုတ်ကလေးတွေထုတ်ပြီးသွားပြီဆိုလို့ရှိရင်အသေးစိတ်တရက်စာတပတ်စာ lesson plan လေးကျွန်တော်စပြီးတော့ဆွဲလို့ရပြီအဲ့လိုဆွဲဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တွေမဆွဲခင်မှာဘာလိုအပ်တယ်လဲဆိုလို့ရှိရင် tight table လိုအပ်ပါတယ်ကျောင်းတိုင်းမှာမတူညီတဲ့ tight table ရှိကြပါလိမ့်မယ်ကျောင်းချိန်တွေလည်းသူတို့တွေ꿰ကြတယ်ပေါ့နော်ကျမတို့ကျောင်းမှာဆိုတော့မနက်9နာရီကနေစတယ်ညနေ3နာရီမှာကျောင်းဆင်းနေပေါ့ဆိုတော့ဒီမနက်9နာရီကနေ3နာရီအချိန်အတွင်းမှာထိုက်တယ်ပဲဥပမာပေါ့မနက်9နာရီကနေ9:15ကိုနာရီရှင်းဆိုကြတာမျိုးဖျားရှိဖို့တဟန်တာမျိုးပေါ့နော်ဒီလိုမျိုးနာရီလေးနဲ့9နာရီ3နာရီဘာလုပ်မယ်ဘယ်ချိန်မှာဘာလုပ်မယ်ဆိုတော့ tight table လေးရှိဖို့လိုပါတယ်အဲ့ဒီ tight table ရှိတဲ့အခါကျမှကျမတို့တွေ daily lesson plan ကိုအသေးစိတ်ဆွဲလို့ရမှာဖြစ်ပါတယ်ဆိုတော့ခုနကတော့ကျမတို့အပြင်မှာတဲ့အထက်မှာဆွဲခဲ့တဲ့annual curriculum နဲ့စပြီးတော့ monthly syllabus weekly plan တွေ daily lesson plan တွေဆိုတော့အဲ့ဒါတွေအကုန်လုံးနဲ့ချိတ်ဆက်ပြီးတော့ဒီရဲ့ tight table မှာချိန်ညှိပြီးတော့ကျမတို့တွေကတရက်စာကိုအသေးစိတ်နာရီနဲ့ဘယ်အချိန်မှာဘာလုပ်မယ်ဖျားရှိကိုမယ်တရားထိုင်မယ်စာခဲထိုင်းလုပ်မယ်နောက် play and learn လုပ်မယ် activity လုပ်မယ် craft လုပ်မယ် game တွေဆော့မယ်ဒါမျိုးလေးတွေကိုကျမတို့အချိန်နဲ့ lesson plan ဆွဲဖို့အတွက် tight table လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျမကတော့ tight table လေးကို9နာရီကျမတို့ကျောင်းချိန်အတိုင်းပဲ9နာရီကနေ3နာရီအထိလေးကို tight table လေးပေးထားပါတယ်ဆိုတော့တရားအကြောင်းကတော့တူမှာမဟုတ်ပါဘူးပြီးတော့ဒီ tight table ပဲသုံးလို့ရတာမဟုတ်ပါဘူးကိုအဆင်ပြေရပေါ့နော်ကိုကလေးကိုပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့အချိန်တွေကိုပြောင်းပြီးတော့ tight table ကိုရေးဆွဲလို့ရပါတယ်ရှင်ဆိုတော့ကျမက tight table လေးကိုရေးမှာဖြစ်ပါတယ်ဒါကတော့9နာရီ3နာရီအထိပေါ့နော်3နာရီအထိကိုဘယ်ချိန်ကဘာတင်မယ်ဘာလုပ်မယ်ဆိုတာလေးရေးထားတာဖြစ်ပါတယ်ဒါလေးကိုကြည့်မှကျမတို့တွေ lesson plan ကိုဆွဲလို့ရမှာဖြစ်ပါတယ်ရှင်